ဖိုးဖိုးကြီးငါးပါးတီလာကိုခောက်ဝတ်ဖို့ဆိုလို့မြဲအောင်ထိမ့်သိမ်းရမယ်ဆိုတာဘာကိုပြောတာလဲဟင်ဖိုးအေးငါးပါးတီလာကိုခောက်ဝတ်ပုဆိုးလို့မြဲရမယ်ဆိုတာကကိုခါမှာဝတ်ထားတဲ့အဝတ်တန်စားပုဆိုးတာမပါရင်လူကြားထဲမှာအရှက်ရမှာဖြစ်တယ်လို့ပဲလူတစ်ယောက်မှာငါးပါးတီလာမလုံခြုံရင်လည်းအဲ့ဒီလိုပဲအရှက်ရောက်ွယ်ကောင်းတယ်လို့ဆိုလိုတာငါမြေရဲ့ဒါဆိုငါးပါးတီလာဆိုတာဘာကိုပြောတာလဲဖိုးဖိုးကြီးငါးပါးတီလာဆိုတာငါမြေတို့ဖိုးဖိုးတို့အခါကြီးရက်ကြီးဥပုပ်သတင်းဘက်တွေမှာဩကာတကနောကျိုးတို့တရဏဂုံတို့ရွတ်ဖက်ပူဇော်ပြီးရင်စောက်တည်ရတဲ့ကျင့်ဝတ်တွေပေါ့အဲ့ဒါတွေကတော့ပါဏာတိပါဒဝေယမဏိတိခါပဒံတမာတိယာမိသူ့အသက်ကိုတက်ချင်းမှရှောင်ကျင်ရမယ်သူတစ်ပါးကိုနှိပ်စက်ညှဉ်းပန်းတာအသက်သက်တာတွေကိုရှောင်ကျင်ရမယ်ငါမြေရဲ့အဒိနာဒါနာဝေယမဏိတိခါပဒံတမာတိယာမိသူ့ဥစ္စာခိုးတာကိုရှောင်ရမယ်ကွသူတစ်ပါးပစ္စည်းကိုပိုင်ရှင်မသိအောင်ခိုးယူတာမျိုးသူတစ်ပါးမပေးချင်တာကိုအာဏာနဲ့စွတ်အတင်းယူတာမျိုးတွေလုံးဝမလုပ်ရဘူးကာမေတုမိစ္ဆာစာယဝေယမဏိတိခါပဒံတမာတိယာမိသူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ကျင်ပါ၏လင်းရှိမယားမယားရှိလင်ကိုစိတ်နဲ့တောင်မှပြစ်မှားတာမျိုးမလုပ်ရဘူးကွမူတာဝါဒဝေယမဏိတိခါပဒံတမာတိယာမိလိညာပြီးပြောဆိုခြင်းမှရှောင်ကျင်ပါ၏ကိစ္စတည်တည်လေးပဲဖြစ်ဖြစ်ကိစ္စကြီးကြီးပဲဖြစ်ဖြစ်ဘယ်တော့မှလိညာမပြောရဘူးကွသူရမေယယမစ္စပမတထာနာဝေယမဏိတိခါပဒံတမာတိယာမိအယက်တေစာတောက်စားခြင်းမှရှောင်ကျင်ပါ၏မူရစေဝါတွေကိုမတုံးဆွဲမတောက်စားရဘူးကွဒါတွေကိုငါမြေအမြဲမှတ်ထားရမယ်နော်ငါးပါးတီလာကိုလည်းခောက်ဝတ်ပုဆိုးလို့မြဲမြံအောင်ထိမ့်သိမ်းရမယ်ဟုတ်ကဲ့ပါဖိုးဖိုးကြီးမြေးလေးတေချာမှတ်ထားပါမယ်တာတုပါကွယ်ဖိုးဖိုးမြေးလေးကလိမ်မာလိုက်တာကွယ်